မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မျိုးဟာပဲဖြစ်ပါတယ်ဗျာအခုကျွန်တော်ပြောင်းမဲ့တချင်းတစ်ပုတ်ကတော့ဘာလဲဆိုတော့ဟိုကနည်းနည်းပြောတော့လူငယ်တွေအတွက်အားရှိမဲ့တချင်းလိုမျိုးပေါ့အဲကျွန်တော်ရဖြစ်ရမှာလေးပဲကျွန်တော်ရေးထားတာပဲလားနောက်ထပ်ကြည့်ပါဦးနော်ပြမယ်ဒါမဲ့တပိုင်းပဲတွင်းရသေးတယ်နောက်ဆက်ကြည့်ပါဦးခင်ဗျာ DWD အားလုံးပဲကျွန်တော်ချင်းကိုလို့ပြင်ချပြပါမယ်ခင်ဗျာစောင့်မျှော်ကြပါဦးခင်ဗျာကျေးဇူးပါပဲဗျာ